အဲ့တော့ဟုတ်ပြီ research နဲ့ပတ်သက်ပြီးတော့ဆရာတို့ကအရှိမခုနလို tools and technique တွေကိုဘယ်လို research လုပ်တချို့တွေဆိုလို့ရှိရင် tools တွေ technique တွေဒါသိပြီးသားကွာခုနဆရာရှေ့မှာပြောခဲ့တယ်လို့ပဲဒါပေမဲ့အဲ့လိုတွေလုံးလို့ရခေါင်းမှန်မသိဘူးငါအဲ့တော့ဘာဖြစ်လာလဲဆိုတော့အများကြီးမျောလင်းနေသူများတွေfinal တင်ထားတဲ့ final ဒီ digital final ရောက်လာတဲ့ design တွေပေါ့နော် Pinterest လို့ Behance လို့အစရှိသဖြင့်အဲ့ဘော်တွေရောက်လာ design တွေကြည့်အရင်အားကြတယ်ဟာငါတို့ကတော့တုံးနေအဲ့လောက်ထိမတွေးနိုင်ဘူးဘာလို့ညာဆိုဆရာတို့ဒီဖြစ်တယ်ဒါပေမဲ့အဲ့ဒါကဆရာတို့အဆင့်အရင်ကြော်တာဖြစ်သွားပြီသူတို့ရှင်းမှာဘလောက်တွေဖင်ပူအောင်လို့ထိုင်ခဲ့ရတယ်ခေါင်းတောက်အောင်လို့တွေးခဲ့ရတယ်ဆိုတာမင်းတို့မသိနိုင်ဘူးအဲ့တော့အဆင့်တွေခုန်ကူးပြီးဆရာတို့သွားလို့မရဘူးဒါပေမဲ့ဒီလိုအရာမျိုးဒီလို visual တခုဖန်တီးခြင်းသိရှိလာလို့ရှိရင်အဲ့လိုအရာမျိုးဖန်တီးဖို့အတွက်ဘာ tools တွေ technique တွေတည်ထားဖို့လိုရလဲအဲ့လိုနဲ့ဆရာတို့ step by step သွားတာဒါရှင်းမှာခုနပြောပြီးသွားပြီအခုအားကြတော့ဆရာ research လုပ်ထားတာလေးကိုရှင်းပြတနင်္လာနေ့အနေနဲ့လေကို research လုပ်ရင်သူများကိုပြန်ပြီးမျှဝေနိုင်မယ်ကိုယ့်ရဲ့ skill လည်းတိုးတက်တယ်ဆိုတာသိဖို့လိုရတယ်ဒီမှာဆိုဆရာနမူနာပြောချင်တာ social media ရဲ့ type တွေ social media မျိုးစားတွေကအဲ့လိုခွဲထားလို့ရလားဆိုတော့သိတဲ့သူနဲ့မသိတဲ့သူဘယ်နေရာမှာကွာလဲဆိုတာပြင်ပြောပြအဲ့တော့ social media type ကတော့ခွဲစရာမလိုဘူးကွာ client ကလာတဲ့ဟိုက design စလုပ်တဲ့ဟိုကဘယ်လို direction နဲ့သွားမလဲဆိုတာသူတို့မှရှိပြီးသားပဲဒါပေမဲ့နော်ဒါပေမဲ့ကိုကသိထားတဲ့အခါကျတော့ငါဘယ်လိုပုံစံဖန်တီးရမလဲဆိုရယ် design တွေရဲ့ flow တွေအထားတွေကိုလေ့လာလို့ရတယ်အဲ့ကြောင့်မလို့ online မှာဆိုလည်းဆရာအများနဲ့ပြောတယ် reference ယူတာတော့မှ strategic referencing skill ဆိုတော့ကြီးကြီးကျယ်ပြောရလို့ရှိရင်မဟာဗျူဟာမြောက်ဆိုတာကိုးကားခြင်းပြင်ရင်အဲ့လောက်ထိလိုရတယ် senior designer တွေလည်းကပောင်မှာမလုပ်ဘူးတဲ့ design တွေအများကြီးရှိတယ် junior တွေလည်းမလုပ်ဘူးတာရှိတယ်ဘယ်နေရာကွာသွားလဲ senior ဖြစ်လို့ design တွေအလုံးစုံတည်သွားတာလည်းဟုတ်မနေဘူး junior ဖြစ်လို့ဘာမှမသိသေးဘူးဆိုတာမှန်ပေမဲ့ပေါ့နော် senior ဖြစ်လို့လည်းအလုံးစုံတည်သွားတာတော့မဟုတ်ဘူးဘယ်နေရာကွာသွားလဲဆိုတော့ reference ယူခြင်းနေရာမှာကွာသွားတယ်အဲ့တော့ကိုလုံးမဲ့ direction ကိုသိရင်ဘယ်လိုရမျိုး reference ယူရမလဲဆိုတာတန်းသိရောတချို့တွေဆိုရှိတယ် design လုပ်နေတယ် reference ယူလိုက်တယ်ဖန်တီးတယ်ပြီးတော့လုပ်နေရင်းနဲ့မှပထမလှမယ်ထင်ပြီး reference ယူပြီးလုပ်တယ်လုပ်နေရင်းနဲ့မှမလှတော့ဟာသူကြတော့လှတယ်ငါကြတော့မလှလို့နောက်ထပ် reference ရှာလိုက်လုပ်လိုက်ရှာလိုက်လုပ်လိုက်နဲ့အတိုင်နေဘက်ကောဟုတ်ဒီမှာဆိုရင် social media မျိုးစားကိုဆရာက10မျိုးလေးဒီမှာခွဲပြပေးတာဒါပေမဲ့အဲ့10မျိုးက Google မှာသွားရှာလည်းမရှိဘူး Pinterest မှာရှာလည်းမရှိဘူး YouTube မှာရှာလည်းမရှိဘူးဆရာဘာသာဆရာကိုနားလေအောင်ကိုလှုပ်ထားတာအဲ့တော့ပြောချင်တာဒါကြီးက official ကြီးဘယ်သူမှအတိမတ်ပြထားတဲ့ဘယ်သူမှတရားဝင်ထုတ်ပြန်ထားတဲ့အရာဟုတ်မလို့ဒါပေမဲ့ဆရာကိုယ်တိုင်ဒီ flow တွေကို research လုပ်ပြီးစုထားတဲ့အခါကျတော့ကိုယ်တိုင် design လုပ်တဲ့အခါမှာငါလုပ်ရမယ့် direction ငါရဲ့ client ကဘယ်လို direction မျိုးလိုချင်လဲဆိုတာတန်းသိတယ်အဲ့ဘယ်လို direction မျိုးတွေကို reference သွားပြီးတော့ရှာရမလဲ inspiration လုပ်ရမလဲဆိုတော့ဆရာတို့သိရောနော်အဲ့နေရာတွေမှာအများကြီးကွာသွားတယ်ဟုတ်ပြီပထမက informative design မျိုးတွေပါ social media မှာ informative ဆိုတာက information တွေကိုအများကြီးထားတာ information တွေကိုအများကြီးဖော်ပြပေးတာနော်သူက informative ဖြစ်တဲ့အတွက်အဓိကဒီ product ဒီအရာရဲ့ information တွေကိုပဲလွန်ခဲ့တဲ့ရက်နိုင်ငံကဆရာအနေနဲ့ laptop တစ်လုံးဝယ်တဲ့အခါမှာရှာတယ်ပေါ့နော် online ဟိုရှာတဲ့အခါမှာတချို့တွေဆိုရင် laptop ရဲ့ပုံရဲ့သူ့ရဲ့သက်ဆိုင်ရာပုံရဲ့ဘေးနားမှာ specification လေးတေချာရေးပေးရတယ်တချို့တွေကျတော့ laptop ပုံကြီးပဲထားတယ် specification တွေကိုဘယ်မှာရေးရလဲဆိုတော့ post မှာရေးရတယ်အဲ့တော့ဆရာတို့က user အနေနဲ့ဆရာတို့ကြည့်မယ်ဆိုရင်တိုင်ပတ်တယ်နော် model ကိုဝယ်မဲ့ကိုယ့်ရဲ့ဒီ product ရဲ့ model ကိုကြည့်လိုက် specification ကိုသွားကြည့်လိုက်second ရောက်ရိုက်မယ်ဆိုတော့နှစ်ခါရိုက်ရတယ်ကွာဆိုလို့ရသိရမလားအဲ့လိုပုံမှန်နဲ့ပုံပေါ်မှာတစ်ခါတည်း specification လေးရေးထားမယ်ဆိုရင်ပို့ပြီးတော့လွယ်တယ်ဟောအဲ့ဒီ product လေးရှိသေးလားမရှိဘူးလားဆိုတော့ဆရာတို့သိရဖို့အတွက်အဲ့ဒီပုံလေးကိုစေပြီးတော့အဲ့ဒီပုံလေးကိုသွားပို့လိုက်အောင်ဒါလေးရှိသေးလားဟုတ်တယ်မလားပို့ပြီးလွယ်တယ်အဲ့လိုနေရာမျိုးမှာ informative design တွေကလိုတာငါကတော့ creative ပဲလုပ်ချင်တယ်ကွာ laptop ကြီးကိုတတ်ကြီးတီးတိုင်းလှုပ်ထားတယ်အမှန်ကန်specification တွေတတ်တနေရာသွားပို့ရတယ်ကိုယ်တည်းကတော့ခံတာပဲဟာမိုက်လိုက်တာ design ကမိုက်လိုက်တာ premium ဆန်လိုက်တာလို့ပြောမှာ designer အချင်းချင်းပဲရှိမှာတကယ်သုံးမဲ့သူတွေကိုယ်တိုင်တကယ်သုံးမဲ့ user နေရဆိုရင် user နေထားရဆိုလို့ရှိရင်ဆရာကပြောသလိုရေးပြတာက desktop ဆိုတဲ့အတိုင်းပဲသူ့ရဲ့ generation ဘယ်လောက်လဲ CPU ဘယ်လောက်လဲ RAM ဘယ်လောက်လဲဟုတ်တယ်မလားအစရှိပြဆရာ GPU ဘယ်လောက်လဲအဲ့ဒါလေးရေးပြတာတော့ပို့ပြီးတော့ဖက်ကပြရတယ်လွယ်တယ်သူ့ model နဲ့သူ့ရဲ့ certification တွေကကွက်တိပဲဒါကိုဆရာတို့ဆိုအဲ့လိုမျိုးပို့ပြီးသဘောကျတယ်အဲ့အတွက်ဆရာတို့ဒီဘာလို့လဲဆို information တွေကိုအသားပေးတဲ့ design မျိုးတွေဆိုတာရှိပါတယ်အဲ့တော့ကိုက information ကိုအသားပေးရမယ် design မျိုးတွေဆိုရင်သူက information ကိုအသားပေးပြီဆိုတဲ့ဟိုကစာကိုအဓိကဖတ်စေချင်လို့ဆရာတို့တွေကစာဖက်ကမှပြင်းတယ်ဟုတ်တယ်နော် तू ကပေးနေတာအစာကိုတေချာဖတ်စေချင်တာအဲ့တော့အဲ့စာကိုမှစာဖတ်ပြင်းတဲ့ client နေရှိကိုဖတ်ချင်စိတ်ဖြစ်လာအောင်ဘယ်လို visual နဲ့ဆွဲဆောင်မရှိအောင်ပုံဖော်မလဲအဲ့ဒါ designer တွေတောင်းအောင်ပဲနောက်တစ်ခုဘာလဲဆိုတော့ free style အာ free style တွေကြတော့ဘယ်လိုယာရည်လဲဆိုတော့ဒီမှာဆိုလာလိမ့်မယ်ဒါဆိုလဲ Pinterest မှာအများကြီးပဲ A-plane ကိုတစ်ပင်ကြီးတွေပတ်ထားဘာလို့ပတ်ထားမှလည်းမသိဘူးဆိုလို့ရဥပမာပြောရင်ဆရာတို့ A-plane တွေကိုဘေးနားမှာတစ်ပင်တွေပါနှွယ်တွေပါဟုတ်တယ် market ကမသိဘူးဒီ design နဲ့ပတ်သက်ပြီးမရင်းနေတဲ့သူတွေပါကြည့်လိုက်ဟမ်ဒီ product ကသုံးမဲ့သူမရှိလို့တောတယ်သွားပစ်ထားပြီးခြုံနေတက်နေတာလားဆိုပြီးဖြစ်မှာဒါပေမဲ့အဲ့ value ရဖို့တော့ designer တွေဘယ်လောက်ပင်ပန်းလဲဆိုတာမင်းတို့သိရတဲ့အတိုင်း
ဒါပေမဲ့ခုနလိုဟုတ်ပြီကြော်ညာဒီဇိုင်းဖြစ်ရပြီ free style မှာဒန်းလေးတွေပေါ်တင်မယ်ဒီ product ဒီ dance စီးနေတယ်ပါဒါပေမဲ့ဒီဇိုင်းလေးကဆွဲဆောင်မှုရှိနေမယ်အတိတ်ပဲတော့ပါမယ်ကွာအတိတ်ပဲတော့နည်းနည်းလေးပါမယ်ဒါပေမဲ့အတိတ်ပဲကတော့ဒီဇိုင်းတိုင်းမှာတော့အတိတ်ပဲမပါတာမရှိဘူးဟုတ်တယ်မအတိတ်ပဲကတော့ပါမှာပဲဒါပေမဲ့ဘယ်အကြောင်းအရာလဲဘာကြောင့်လုပ်ထားလဲဆိုတာအတိအကျမရှိဘဲနဲ့တာမန်တိုင်းအလှသက်သက်ဖန်တီးတာဒီဇိုင်းမျိုးတွေ free style မျိုးတွေရှိပါတယ်ဒါတွေကလည်းဆရာတို့တကယ် commercial မှာသုံးနေကြတဲ့အရာမျိုးတွေနောက်တစ်ခုကကျတော့ concept presentation ကိုယ့်ရဲ့ idea တွေကို presentation ပြတာကိုယ့်ရဲ့ idea တွေဒါဆိုရင် February ရဲ့28ပဲရှိရလေ29ဆိုတာရက်ထက်နှစ်ပေါ့အဲ့နေရာမှာသူဒီ extra day extra mag နော်ကိုယ့်ရဲ့ concept ကို presentation ထိထိမိမိပြသွားတယ်ကိုပြချင်တဲ့ visual ကိုပြချင်တဲ့ concept ကိုမှတည်တည်ချာဒါဆိုလဲColumbia ဆိုလဲ Columbia vibe ကိုအပြည့်အဝပါအောင်လို့ကိုပြချင်တဲ့ idea ဒါဆိုလို့ရှိရင်လည်းဟုတ်ပြီ flash အရန်မြန်တယ် DC Universe ကအမြန်ဆုံးလို့ပြောလို့ရတယ်နော်ဆိုလို့ရဒါပေမဲ့ BMW ကသူ့ထက်မြန်တယ်မပြေးတော့ဘူးခြေထောက်ညောင်းတယ် BMW ပဲစီးတော့ဒီလိုမျိုးကိုယ့်ရဲ့ concept presentation တွေ Hawk wall breaker Hawk ကဘာကြီးတော့မှထက်ချမ်းကွဲအောင်ထိုးနိုင်တဲ့ Hawk ကအခုကျတော့ဒီဘီလက်မြင်နဲ့တွေ့လဲတွေ့ရောသူကိုယ်တိုင်ကြောက်ပတ်တီပြန်ကင်နေရဒါပါတော့အဲ့လိုပုံစံမျိုးတွေဒါဆိုလဲနေရနေပြီးတော့မြို့အထိကို Grab Connect ကပို့ပေးနိုင်တယ်ဟုတ်တယ်မကိုယ့်ရဲ့ concept လေးတွေကို presentation ပြပေးတာဆိုလို့ရနော်အိမ်တိုင်းရောက်ဘယ်လိုဘယ်နေရာမှာပဲနေသူတို့ရအောင်လိုက်ပို့ပေးနိုင်တယ် concept presentation design တွေရှိပါတယ်နောက်တစ်ခုကတော့ promotion design တွေ promotion design တွေရဲ့အထာသည်စက်လုံးတွေကိုအကြွရေးရေးမယ်အပေါ်မှာရှင်းရှင်းမယ်အောက်မှာရှင်းရှင်းမယ် 3D test ပုံစံမျိုးတွေလုပ်မယ်မြိုင်မြိုင်ဆိုင်ဆိုင်လုပ်မယ်အောက်မှာခုနလိုကိုယ့်ရဲ့ product ပေါ့နော်ကိုယ့်ရဲ့အဓိကထားခြင်းတဲ့ဟာတွေကအောက်မှာရှိမယ်အဲ့တော့ဒီလိုမျိုး promotion တွေ event တွေပွဲတွေအပြင်မှာရှိလို့ရှိရင်လည်းအဲ့ဒီပွဲတွေကိုသွားတဲ့သူတွေကဥပမာဘယ်နေရာမှာတော့ activity တစ်ခုရှိတယ်ဘယ်လို event ရှိတော့သွားတဲ့သူတွေကအဲ့လိုမျိုး activity တွေကိုကြိုက်လို့သွားတာပါမြိုင်မြိုင်ဆိုင်ဆိုင်တွေကိုကြိုက်လို့သွားတာအဲ့လိုလူတွေအတွက် target ထားတဲ့ design မျိုးတွေကလည်းမြန်မြန်ဆန်ဆန်ဖြစ်နေဖို့လိုရတယ်အဲ့မှာသွားပြီးငါကတော့ minimalist ဖြစ်မှရမှာငါကတော့ဘယ်လိုမျိုးရှင်းနေမှရမှာမရတော့ပါဘူးเนาะဆိုလို့ရအဲ့တော့ cash show visual မျိုးကိုဖန်တီးပေးရတော့မယ် element တွေအများကြီးဖန်တီးပေးရတော့မယ်အဲ့ element တွေအများကြီး cash show visual မှာဆွဲဆောင်မှုရှိအောင်ဖန်တီးပေးရမှာ designer တွေရဲ့တာဝန်ပါအကယ်၍အဲ့လိုမှမဟုတ်ပဲတစ်ခါလာလဲ minimalist နှစ်ခါလာလဲ minimalist ဆိုရင် design တစ်မျိုးပဲလုပ်တဲ့ designer ပဲဖြစ်မှာเนาะဆိုလို့ရအဲ့ဒါလေးကိုသိထားဖို့လိုရတယ်အဲ့တော့ promotion design တွေဆိုတာရှိပါတယ်အဲ့တော့ promotion design နဲ့ပတ်သက်ပြီးကိုလုပ်ရတော့မယ်ဆိုအဲ့ design တွေအထာဘယ်လိုလဲဆိုတာကိုကသိပြီဆိုတော့အဲ့တိုင်းဆရာတို့ကလေ့လာရုံပဲနောက်တစ်ခုက event တွေဘယ်နေရာမှာတော့ဘယ်လိုလူတွေလာရောက်ဟောပြောပေးမှာဘယ်လိုလူတွေလာရောက်ဖျော်ဖြေပေးမှာဘာပွဲတွေရှိတယ်ညာပွဲတွေရှိတယ်အစရှိသဖြင့်ဘယ်လို giveaway လေးတွေရှိတယ်အဲ့လိုမျိုး event design မျိုးတွေရှိပါတယ်နော် social media မှာအဲ့လို event တွေလည်းရှိတယ်နောက်တစ်ခုကျတော့ wish post တွေပေါ့ဥပမာဆုတောင်းပေးတာလို့ဒါဆိုလဲ UAB လို့ဘာလို့လုပ်ထားတဲ့အရာလေးပေါ့နော်ဒါ Pinterest ကတွေ့ရတဲ့ဟာလေးနမူနာပြလို့ကောင်းစေထားပြီနော်အဲ့တော့ဒီလိုဘယ်လိုဘာဒါတော့တင်တဲ့သားတွေနဲ့အစိမ့်သက်မဟုတ်ရင်းနှီးမှုမှာပဲနော်စုမုံကောင်းတာအဲ့တော့စုတောင်းပေးတယ်ဆိုရင်ဒီဇိုင်းကြီးကအရန်ကြီးဆရာတို့ကရှုပ်ရှက်ခက်ပြီးတော့ဆိုတာတဲ့စုတောင်းပေးတယ်ဆိုစုမုံကောင်းတောင်းပေးတယ် vibe ကိုအပြည့်အဝဖန်တီးပေးဖို့လိုအပ်တယ်နော်အဲ့လိုမျိုးလေးတွေပေါ့ဘာညာတရကနော်အဲ့လိုလေးတွေပေါ့ဒါစုတောင်းပေးတဲ့စာလေးတွေဖြစ်တယ်နောက်တစ်ခုကျ knowledge sharing တွေပါknowledge sharing တွေဒါဆိုလဲ Pinterest ကစီရတယ်ကမှာ did you know သင်သိပါသလားလို့ပညာရှင်တွေရဲ့အဆိုအမိန့်တွေလို့ဒါလေးတွေဆရာတို့တင်ကြပါတယ်ငါတို့ရဲ့ page က product တစ်ခုပဲကြော်ညာတယ် product တစ်ခုပဲလုပ်တယ်ဆိုရင်အများတိုင်းဆရာတို့တွေကကိုယ့်ရဲ့ product ကြီးကိုဝယ်ပါတစားကြော်ညာနေလို့မရအောင်တခါတလေမှာ social media စီကွယ်ရဆရာတို့ဒီခုနကလို့သူနဲ့သက်ဆိုင်တဲ့ post တွေအဲ့လိုရလေးတင်ပေးဖို့လိုအပ်ပါတယ်ဒါကလည်း social media ထဲမှာပါပြီးသားဖြစ်တယ်နောက်တစ်ခုက brand relationship ကိုယ့်ရဲ့ brand နဲ့သုံးစွဲတဲ့ consumer ပေါ်မှာ link လုပ်ပေးတာ communicate ပို့ပြီးလုပ်ပေးတာပို့ပြီးနှွေးထွေးတဲ့ခံစားချက်ဖြစ်တော့ relationship ပြန်လုပ်ပေးတာပါကိုယ့်ရဲ့ product နဲ့နှစ်ချက်ပျော်ရွှင်နှစ်သက်လေးသုံးစွဲနေပါတယ်ဆိုတဲ့ vibe မျိုးလေးတွေဆရာတို့ဖန်တီးပေးတာနော်ဥပမာ Coca-Cola ဆိုရင်ချက်ကြော်လည်းရောင်းနေတာမဟုတ်ဘူး hamburger လည်းရောင်းနေတာမဟုတ်တယ်မလား Coca-Cola အဲ့တော့သူ့ရဲ့ product ကြီးကိုတောက်ပါတစားကြော်ညာနေလို့မရအောင်အဲ့ခါကြလို့ရှိရင်သူ့ product နဲ့ consumer တွေနဲ့ကြားထဲမှာဘယ်လို link လေးရှိတယ်ဘယ်လိုနှွေးထွေးမှုရှိတယ်ဒါတွေကိုတင်ပေးရတယ်အဲ့လို activity တွေလုပ်ပေးရတယ်ဒါတွေကလည်း social media ထဲမှာဆရာတို့ဒီပါနေတဲ့အရာတစ်ခုဖြစ်တယ်နောက်တစ်ခုက entertainment တွေဒီလိုအရာမျိုးတွေမြင်မှုလိမ့်မယ် Facebook ပေါ်မှာနော်ဆိုလိုရင်ကကွက်လက်ဖြည့်ခိုင်းတာလေဟုတ်တယ်မလားအဲ့လို quiet post လေးတွေဒီလိုအရာလေးတွေဒါတွေဆိုလဲတင်နေသားရည်နဲ့အစိမ့်သက်မဟုတ်ဒါဆို2026မှာပထမဆုံးတွေ့မဲ့သုံးလုံးကတင်းရဲ့ကံကြမ္မာတွေဘာညာတွေကွာအဲ့လိုတွေမျိုးမြင်မှုမှာဟုတ်တယ်မလားဒါဆိုရင်ဒီလိုလေးဖန်တီးခိုင်းဟုတ်ပြီဒါလေးတွေကလည်း social media ထဲမှာပါပါတယ်နောက်ဆုံးတစ်ခုက brand hero လို့ခေါ်တယ် prime visual လို့လည်းခေါ်တယ် brand domination လို့လည်းခေါ်တယ်ကျန်တာတွေကိုဘာမှဂီးမဆိုင်ဘူးကိုယ့်ရဲ့ product ကြီးကိုပဲ heavy ထားပြီးဖန်တီးတာကိုယ့်ရဲ့ product ကြီးကလုံးဝ hero ပဲကိုယ့်ရဲ့ product ကလုံးဝပြူပြဲကွဲထွက်ပြီးတော့အဲ့ဒါကိုပဲအဓိက focus ထားပြီးကြော်ညာပေးတာအဲ့တော့ design ဖန်နေတဲ့အခါမှာ
ဒီလိုမျိုးတွေသိနေရသူမသိရသူနံပါတ်1ဘယ်လိုကွာခြားသွားလဲဆိုတော့ design industry မှာသင်တန်းသားတွေအနေနဲ့ပဲဖြစ်ဖြစ် junior တွေနဲ့ပဲဖြစ်ကိုယ့်ရဲ့ portfolio မှာပထမတစ်ချက် brand တွေဒီအဲ့ look လေးနဲ့သွားပါတယ်အဲ့တော့ဆရာတို့သင်တန်းသားတွေဖန်တီးရတာအပြင်သင်တန်းဆိုလို့ရှိရင်အပြင်သင်တန်းမှာဖန်တီးရသင်တန်းသားတွေဖန်တီးတာ project တွေအများကြီးထဲမှာဆရာနမူနာတစ်ခုပြမယ်အဲ့မှာဆိုရင်ဆရာတို့ကြည့်လိုက်တာမန်တိုင်းပဲ social media လောက်သိမယ် free style မျိုးတွေဘာညာလောက်ပဲသိမယ်ဆိုရင်ဒီလိုမျိုးတွေပဲထက်တယ်လဲလဲသွားနေမှာအခုကကြတော့ဒါဆိုရင်ဆရာတို့ကြည့်လိုက်သူတို့လောက်ထားတဲ့ process မှာဆိုလို့ရှိရင် brand တစ်ခုကိုနှစ်သက်ရ brand တစ်ခုရွေးချယ်လိုက်တယ်အဲ့ brand နဲ့လုပ်တဲ့အခါမှာပထမတစ်ခုကြတော့ concept presentation design ဒါဆို concept presentation design တစ်ခုထွက်လာတယ်ဆိုလို့ဒီဝက်ဝင်ယူတော့သူတို့အနိုင်ယူလိုက်တယ်ပေါ့ကွာနောက်တစ်ခုကြတော့ဆရာ informative design တွေ့လား information မှာသားပဲနောက်တစ်ခု did you know သင်သိပါသလားဥပမာပြန်ကဘာကလေးငယ်များကြီး90ရာခိုင်နှုန်းဒီ subject တော့သူတို့ research လုပ်ထားတာပေါ့ကွာဆိုလို့ဒါဆိုရင်ကြည့်လိုက် free style ပဲ free style ဒါဆိုရင် brand relationship တွေ့လားသဘောတရားအဲ့တော့မသိတဲ့သူဖန်တီးရဒီမှာဆိုရင်မသိတဲ့သူဖန်တီးရတဲ့ design ဒီဘာမှမသိတောင်းနေရင်မရသွားနေတဲ့အချိန်မှာသိတဲ့သူကြတော့ brand တစ်ခုရွေးပြီးသွားရင်အဲ့ brand တစ်ခုအတွက်၄၅မျိုးနောက်တစ်ခုအတွက်၄၅မျိုးနောက်တစ်ခုအတွက်၄၅မျိုးနဲ့မင်းတို့ရဲ့ portfolio ကအရန် strong ဖြစ်တယ်လုပ်ငန်းခွင် industry တွေရောက်သွားတဲ့အခါမှာလည်းမင်းတို့ portfolio ကြည့်လိုက်ပြီဆိုတော့ဟာသူဒီ brand ကြောင့်သိချင်တာသိတယ်ဒီလို flow တွေကိုသိတယ်ဒီလိုမျိုးခုနလိုပေါ့တလားဆိုတလားစာတပတ်ဆိုတဲ့တပတ်စာ campaign လေးတွေပါသူသိနေပါလားအဲ့လို file လေးပါသိနေပါလားဆိုတော့အဲ့ feeling ကြီးကဘာနဲ့မှလဲလို့မရအောင်အဲ့ဒီ file ကကိုယ့်ဘောကိုထားတဲ့ trust respect အများကြီးกว่าသွားလိမ့်မယ်social media ပြီးရင်ပြီးပြီတချို့ဆို portfolio မှာ social media design ဆိုပြီး tagline လေးတက်ပြီးရင်ဘာညာတာကပြောက်တော့ပဲအများကြီးပဲလုပ်တာအဲ့လိုမဟုတ်တော့ဘဲနဲ့ကိုအားတဲ့အချိန်မှာ practice လုပ်ထားတဲ့ brand ဘယ်နှခုရှိမလဲ၄ခုရှိမှ၅ခုရှိမှတစ်ခုချင်းစီမှာအခုမြင်နေရသလိုသူ့ရဲ့ brand look နဲ့သူ့ရဲ့ flow လေးတွေသူ့ရဲ့ sequel လေးကသူ့ဟာနဲ့သူ crochet ပဲဖြစ်ဖြစ် sequel ဖြစ်အကုန်လုံးဒီသူ့ဟာနဲ့သူတွားနေမှာပဲအဲ့ social media အမျိုးအစားတွေကသိထားတဲ့သူနဲ့မသိထားတဲ့သူကွာတာပါအဲ့ social media အမျိုးအစားတွေအဲ့လိုခွဲလို့ရလားဆိုဟုတ်ပြီခွဲလို့ရလားလို့ပြောလို့ရှိရင်ဘယ်မှအသိမဲ့မပြူတာဘူးเนาะအဲ့လိုခွဲလို့ရတယ်လို့လည်းဘယ်သူမှမပြောတာဘူးတရားဝင်မကြီးညာဘူးဒါပေမဲ့ဆရာတို့ဒီခွဲရတဲ့အခါကျတော့ဒီလိုမျိုးလေးတွေမင်းတို့ဒီဖန်တီးနိုင်ဆိုရင်ရှိလာလိမ့်မယ်ပြီးတော့ reference ယူတာဆိုငါလောက်ရမယ့် design ကတော့ဒီခါလောက်ရမှာက promotion design လေးတွေလောက်ရမှာ promotion design လေးရဲ့အထားဘယ်လိုလေးလဲ wish post ဆိုဘယ်လိုမျိုးလေးလဲ brand relation ဆိုဘယ်လိုလဲ brand hero brand domination တွေဆိုဘယ်လိုမျိုးလဲပို့ပြီးသိတော့အဲ့တော့ခုနကလို browser တွေထွက်လာအဲ့တော့ဒါကသိခြင်းနဲ့မသိခြင်းကွာခြားချက်ပါပဲတော့ပေါ့မထင်နော်အဲ့တော့ကိုယ်တိုင်လေတကယ် industry ရဲ့စပြီးခြေလန်းတော့မယ်ဆိုရင်တင်ထဲမှာပေးရတဲ့ project တွေကိုမှအဲ့လိုပုံစံလေးနဲ့ဆရာတို့ခွဲထုတ်ပြီးသွားလို့ရပါတယ်လုပ်လို့ရပါတယ်တော့ပေါ့မထင်နော်အဲ့လိုမျိုးသဘောတရားကိုဆရာတို့သိသွားပြီသူကမင်းတို့ magazine cover လုပ်တယ်ဆိုရင်တော့ Photoshop နဲ့ပတ်သက်ပြီး magazine cover လုပ်တယ်ဆိုတော့ Photoshop နဲ့ပတ်သက်ပြီးဘာတွေရှိနိုင်မလဲ Photoshop မှာရှိတဲ့ပန်တူးအကြောင်းငါတို့ magazine cover လုပ်မလားသဘောတရားဒါမှမဟုတ်လို့ရှိရင် shape တူးအကြောင်းလုပ်မလားlayer mask အကြောင်း magazine cover လုပ်မှာဟုတ်တယ်မလားအဲ့လိုတွေဆရာတို့ခွဲထုတ်နိုင်လို့ရှိရင်တင်တာကတော့ magazine cover လေးကိုဆရာတို့၄ယောက်ပိုင်းလေးကိုတင်ထားပြီမင်းတို့ရဲ့ portfolio မှာ Photoshop နဲ့ပတ်သက်ပြီး magazine ကြီးပဲ၄ယောက်ကဲ Illustrator နဲ့ပတ်သက်ပြီး magazine ၄ယောက်ထားပါတော့အဲ့လိုမျိုးတွေမထွက်လာနိုင်ဘူးလားစဉ်းစားကြည့်လေထွက်လာမှာပဲဒါကတကယ် design ကိုတကယ်မြတ်နိုးတဲ့သူတွေအတွက်လုပ်လို့ရတဲ့အရာမျိုးတွေအဲ့လိုမဟုတ်ဘဲနဲ့တစ်ခုဆိုတစ်ခုနှစ်ခုဆိုနှစ်ခုအဲ့လိုသွားမယ်ဆိုလို့ရှိရင်ပုံမှန်တွေကမင်းတို့သူများလုံနိုင်တဲ့သဘောတရားနဲ့ပဲလုပ်မယ်ဆိုလို့ရှိရင် designer တွေက designer ပဲဖြစ်လာမှာပဲလေသူများလည်းထူးခြားလာမှာမဟုတ်အခုရဲ့ portfolio အရင် strong ဖြစ်ပြီးတော့ process ရ magazine cover လုပ်မယ်ဆိုလို့ချင်း၄၅မျိုးလောက်လုပ်ထားတာ၄၅မျိုးလောက်လုပ်ပြရတယ်ဆိုလို့ရင်က illustration ဆွဲမယ်ဆိုလဲ၄၅မျိုးလောက် minimal portrait illustration ကိုဆွဲနိုင်တယ် okay Harry Potter နဲ့ပတ်သက်ပြီးလုပ်မယ် Harry Potter character တွေ၄၅ခုလောက်ကိုတစ်ခုချင်းစီဆွဲပြီးမင်းတို့ရဲ့ poster ထဲမှာထည့်လိုက်မယ် super hero ဆိုလဲ Marvel ဆိုလဲ Marvel DC ဆိုလဲ DC လုပ်လိုက်မယ်ဆိုရင်သူများတွေက minimal portrait illustration မှာ Robert Downey Jr. ပုံတပုံနဲ့ဆွဲနေတဲ့အခါမှာမင်းတို့ဒီဒါခုနလိုပေါ့ Robert Downey Jr. မှမဟုတ်ဘူးတခြားသူနဲ့ပတ်သက်တဲ့ဒီ Marvel ရဲ့ actor တွေလည်းမင်းတို့ဒီဆွဲပြီးသားဖြစ်သွားပြီဒီနည်းစနစ်ပဲဒါပဲဒါပေမဲ့ကိုယ့်ရဲ့ portfolio ပို့ပြီး strong ဖြစ်သွားအဓိကအဲ့ဒါတော့ပါမတယ်အဲ့ဒါလေးကိုခေါင်းထဲမှာတည်တည်ချာလေးတွေးရဖို့လိုအပ်ပါတယ်လောဆယ်မှာဆရာဒါကို video record လုပ်ပေးရတယ်ရှေ့မှာလုပ်ထားတဲ့ record ကတော့ဒါမင်းတို့မှတ်ထားပြီးတော့ဆရာတို့မီးပြဿနာကြောင့်မလို့ပြတ်သွားတယ်ဒါပေမဲ့တီးတိုင်ကြီးဆရာကိုထပ်လုပ်ပေးစရာမလိုတော့ဘူးထင်အခုဟာလေးဆရာကို video record လေးလုပ်ပေးရဒါလေးက knowledge sharing တစ်ခုအနေနဲ့ဆရာကိုပြန်ပြီးတော့လေ့လာလို့ရအောင်လို့ဖြစ်တယ်တော့ပါမတယ်နော်အဲ့တော့ဆရာလောဆယ် record ကိုဒီမှာခဏလေးရက်လိုက်အောင်မယ်နေပါမင်းတို့လည်း relax လေးပါလေးလုပ်လိုက်အောင်ပြီးရင်ဆရာတို့နောက်တစ်ခုဆက်ပြီးတော့သွားမယ်